ဖုန်းကို backup ပဲလုပ်မလား set တစ်ထဲမှာပဲ upgrade လုပ်မလားစာပြကိုဒါ download ဆွဲလိုက်ပါစာပြရဲ့ဖုန်းပုံတူပွားခြင်း feature ဟာဆိုလို့ရှိရင်ဖုန်းထဲမှာရှိတဲ့ file အားလုံးကိုအခြားဖုန်းတွေကိုလွယ်လွယ်ကူကူနဲ့ပေးပို့နိုင်ပါတယ်ဖုန်းပုံတူပွားခြင်း feature ကိုစသုံးမယ်ဆိုလို့ရှိရင်စာပြကိုဖုန်းတစ်ခုလုံးမှာအရင်ဖွင့်ပြီးတော့ဖုန်း screen အောက်ခြေမှာရှိတဲ့ transfer လေးကိုနှိပ်ပြီးပါ connect to share screen ပေါ်မှာရှိတဲ့ phone replication ကိုနှိပ်ပါဖုန်း replication ပေါ်လာတာနဲ့ file တွေကို backup ပဲဖြစ်ဖြစ် upload တင်တာပဲဖြစ်ဖြစ် old device ကိုရွေးပေးပါအဲ့ဒီနောက်မှာတော့ backup လုပ်လို့တဲ့ download ဆွဲဖို့လိုတဲ့ set ထဲမှာ new device လေးကိုရွေးပေးပါအခြားဖုန်းထဲမှာပေါ်လာတဲ့ QR code ကို scan ဖတ်ပြီးတော့ connect ကိုနှိပ်ပေးပါဖုန်းတစ်ခုလုံးချိတ်ဆက်ပြီးတာနဲ့ backup လုပ်လို့တဲ့ download ဆွဲဖို့လိုတဲ့အကြောင်းအရာတွေအားလုံးကို new device မှာရွေးပေးပါ file တွေအားလုံးရွေးပြီးတဲ့အခါမှာ start replicating ကိုနှိပ်ပေးပါ new device ထဲကိုဇာပြကနေ file တွေအလိုလျောက် download လုပ်ပေးပါလိမ့်မယ်ရမ်းမှုလွယ်ကူပါတယ်နော်စာပြ file အားလုံးကိုတနေရာထဲမှာမျှဝေပါ